ဒီလိုနဲ့မိဖုရားတွေကြားမှာအသားကင်လူတဲ့တိုက်ပွဲစတင်ခဲ့တယ်တန်ချမ်းချမ်းကတော့ဒီထက်ပိုပြီးပြောစရာကောင်းအောင်ဂိမ်းတစ်ခုထုတ်လိုက်တယ်ဝန်ပုတွေဂိမ်းတဲ့နိုင်တဲ့သူကအစားအစာအခမဲ့စားခွင့်ရမယ်အဲ့ဒီတညတည်းနဲ့မိဖုရားတွေအိမ်မပြန်တော့ဘူးအသားကင်စားရင်ဂိမ်းစော့ရင်ရေမောတန်တွေအေးနှန်းဆောင်တစ်ခုလုံးပြည့်နှက်သွားခဲ့တယ်တန်ချမ်းချမ်းမသိသေးတာကတော့အဲ့ဒီညကစပြီးနန်းတွင်းကမိဖုရားအားလုံးရဲ့စိတ်ကိုသူမသိမ့်ပိုက်လိုက်နိုင်ပြီဆိုတာပဲအဲ့ဒီနောက်အေးနှန်းဆောင်ဟာနန်းတွင်းရဲ့အစီကားဆုံးနေရာဖြစ်လာခဲ့တယ်ညတိုင်းမိဖုရားတွေအုပ်စုလိုက်ရောက်လာကြတယ်အသားကင်စားတယ်ဂိမ်းစော့တယ်ရေမောကြတယ်တစ်ချိန်ကတယောက်နဲ့တယောက်အပြိုင်ဆိုင်ဖြစ်နေတဲ့သူတွေဟာအခုတော့စပွဲတဝိုင်းထဲမှာထိုင်နေကြပြီဒီတော့အတွင်းဘယင်ကတော့ထူးဆန်းတာကိုသတိထားမိလာတယ်နန်းတွင်းကမိဖုရားတွေသူ့စီမလာကြတော့ဘူးနှစ်တိုက်ဟင်းချိုမရှိတော့ဘူးအားပေးဟင်းတွေမရှိတော့ဘူးသူ့အာယုံဆိုင်မှုရဖို့စူးစမ်းတဲ့သူတယောက်မှမရှိတော့ဘူးဒါကြောင့်ဘယင်ဒေါသထွက်သွားခဲ့တယ်သူတို့အားလုံးဘယ်ရောက်သွားကြတာလဲလို့မေးလိုက်တယ်စုံစမ်းလိုက်တဲ့အခါအမှန်တရားကိုသိလိုက်ရတယ်မိဖုရားတွေအားလုံးအေးနှန်းဆောင်မှာစုဝေးနေကြတာဖြစ်တယ်အသားကင်စားနေကြတယ်ဝန်ပုတွေဂိမ်းစော့နေကြတယ်ပတ်စံတွေတုံးနေကြတယ်ဘယင်ကြားလိုက်ရတာနဲ့မျက်နှာမဲသွားခဲ့တယ်သူကတန်ချမ်းချမ်းကိုအပြစ်ပေးဖို့အေးနှန်းဆောင်ပို့ခဲ့တာဒါပေမဲ့တန်ချမ်းချမ်းကတော့စားတောက်ဆိုင်ဖွင့်ပြီးစီးပွားရေးလုပ်နေခဲ့တယ်နန်းတွင်းကလူအားလုံးကိုပါသူမစီဆွဲခေါ်ထားနိုင်ခဲ့တယ်ဘယင်ကဒေါသတကြီးနဲ့အေးနှန်းဆောင်ကိုတွားဖို့ပြင်လိုက်တယ်ဒါပေမဲ့လမ်းတစ်ဝက်မှာသူထပ်ပြီးအံ့ဩရပြန်တယ်အကြောင်းကတော့အေးနှန်းဆောင်ကိုနေတိုင်းလာနေတဲ့သူတွေထဲမှာဘယင်မေတော်ကြီးပါပါဝင်နေခဲ့လို့ပဲတန်ချမ်းချမ်းရဲ့ဟင်းချိုတစ်ခွက်ကနှစ်ပေါင်းများစွာမပြောက်တဲ့ဘယင်မေတော်ကြီးရဲ့အစာအိမ်ယောဂါကိုတက်တာစေခဲ့တယ်ဒါကြောင့်ဘယင်မေတော်ကြီးကတန်ချမ်းချမ်းကိုကာကွယ်ပေးနေခဲ့တယ်ဒီသတင်းကိုကြားလိုက်တဲ့အခါဘယင်အောင်ချက်ချင်းမလှုပ်ရှားရဲတော့ဘူး